ရှင်တို့ဆဲဆိုနေလို့ကျွန်မပြောတာတူလဲမအားသေးဘူးတူမအားသေးဆိုတော့လာပြောတာ လားသူကငါ့ကိုစောက်ပြဿနာရှာပြီးအရင်ပြောတာလား သူ့ရဲ့ live သူ့ရဲ့ video ဝင်ကြည့်သူဆဲဆိုတာတခုမှမပါဘူးသူမိုက်ရိုင်းတဲ့စကား ဆဲတာမဆဲတာအေးအဲ့ဒါဆိုငါမဆဲပဲပြောမယ်အဲ့ဒါဆိုနင်းလဲနင့်ဖေနဲ့ငငယ်လေးလုံးကအတူတူအမှနင့်ဖေမရင်းကျင်တာကိုခံဘူးတယ်အဲ့တော့တနာဖို့ကောင်းတယ်ဘဝလေးကငါပြောမယ်ဒီခဏနိုင်လား ရှင်တို့လူတွေအကြောင်း ခံ ကို နိုင်လားငါမရိုင်းငါမဆဲဘူးလေနင်ဟုတ်တာငါအဲ့လိုပြောမယ်နင်ခံနိုင်လား မဆိုင်ဘူးရှင့်ကိုပြောတာလိုးချောင်းတွေလိုးချောင်းတွေမပါဘူးရှင့်ကျွန်တော်ပြောတာလိုးချောင်းတွေလိုးချောင်းတွေပြောတာ ရှင်းတယ်မလားဆဲတာတဲ့ပုံနာတယ်နားလေလား ရှင်ဟုတ်တယ်ဆိုရင် channel လက်နဲ့တူနဲ့မဆဲတဲ့နဲ့လူလိုတူလိုပြောနေ အခုဒီမှာလာပြောရုပ်ခွေး Okay ခုတူမအားသေးဘူးသူရှင့်ရဲ့ live ကိုကြည့်ဖို့လည်းအချိန်မရှိသေးဘူးအမေစုရဲ့80မိနစ်တွေ့ပြီ Okay မိုင်း ဒိုးလိုက်ပြောအဲ့လိုမျိုး idiot စောက်စင်မျိုးဒိုးလိုက်ပြီးတော့ နစ်ဆောက်စင်းနေမြ fuck off ပဲ ဒီလားဖာရမဒိုးနေမှာဒိုးပြောဒိုးအဲ့ဒီရှန်ဂီလာဆိုတဲ့ကောင်မရဲ့လာမယ်မပူနဲ့ကျွန်တော်ပို့တင်ပြီးပြမယ်အဲ့ဒီကောင်မရဲ့နောက်ဟိုကလစင်ကောင်မတစ်ယောက်ကလမိုးရဲ့သူတို့အုပ်ဘာတွေလှုပ်လဲဆိုတာကျွန်တော်ပြမယ်အကောင့်တွေဘယ်နှခုဖွင့်ထားလဲပေ့တွေ